Hi everyone, ciao a tutti,အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့စစ်စစ်တင်မဲ့အီတလန်သင်ခန်းစာရဲ့အမည်ကတော့ဖြစ်လေ A နဲ့ဆုံးသောအမနာမ်များဖြစ်တယ်။နော်။ကြံခဲ့တဲ့သင်ခန်းစာတစ်ခုမှာဖြစ်လေ A နဲ့ဆုံးသောအဖို့နာမ်များအကြောင်းပြောခဲ့နော်။ခုဆက်တော့နာမ်ဆိုတာဘာလဲလို့ကျွန်တော်ရှင်းပြခဲ့တဲ့အခါနော်။ A နဲ့ဆုံးတဲ့နာမ်အများစုကိုဘာဖြစ်လဲအမနာမ်ခေါ်ပြီးတော့O နဲ့ဆုံးတဲ့နာမ်အများစုကိုအဖို့နာမ်လို့သတ်မှတ်တယ်လို့ပြောခဲ့ပါတယ်။အခုကဘာဖြစ်လဲအာနဲ့မဆုံးဘူး။ဘာနဲ့ဆုံးလဲ A နဲ့ဆုံးတဲ့အမနာမ်များဖြစ်နော်ကြည့်ရအောင်နော်။ La madre la madre the mother la notte the night la voce the voice la chiave the key la nave the ship la neve the snow la lezione the lesson la mente the mind la gente the people la luce the light ဒါတွေပါဖြစ်လေဒီစကလုံး10လုံးဖြစ်တဲ့ဒါမဲ့ sister က PDF file နဲ့ပါဖြစ်လေတခြားစကလုံးတွေကိုလည်းတင်ပြပြီးမှဖြစ်ပါတယ်เนาะဆိုတော့အဓိကပါဖြစ်လေသူ့ရဲ့စီးမြင်လေးနဲ့သဘောတဘာဝကိုနားလည်ဖို့ဖြစ်လေအရေးကြီးတယ်ဒီစလုံး10လုံးမှာဒီစလုံး3လုံးလေးကိုကြည့်အောင်เนาะ la madre the motherနော်ဒီက M နဲ့စတယ်ဒီမှာလေ M နဲ့စဆိုပါဖြစ်လေအလွယ်တကူချက်ယူနိုင်တယ်နော် La notte အဲ့တော့ကျွန်တော်မတူတော့ဒါပေမဲ့ဒီမှာ N နဲ့စတယ်ဒီမှာလေ N နဲ့စတယ် La notte the night ဒါက La voce the voice voce သူကလည်းမတူပါဘူးဒါပေမဲ့ဘာဖြစ်လဲ V နဲ့စတယ်ဒီမှာလေ V နဲ့စတယ်ဆိုတော့ဘာဖြစ်လဲအလွတ်ချက်မှတ်ကတော့ဖြစ်လေလွယ်ကူသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဟလာဒီစကလုံး10လုံးပြီးတခြားစကလုံးတွေကိုလည်း line မှာယူပြီးတော့ကျွန်တော်လေ့လာနိုင်ပါတယ်နော်ဘာသာစကားတစ်ခုอ่ะဖြစ်လေစကလုံးအများ vocabulary ခေါ်ဗိတ်တဲ့ဆောက်ချီနော်စကလုံးတွေအများကြီးကိုပိုင်ဆိုင်နေဘာသာစကားတစ်ခုอ่ะဖြစ်လေစကလုံးတွေပဲမရေမတွက်နိုင်စကလုံးတွေနဲ့ဖွဲ့စည်းထားတဲ့အကြောင်းမလို့ဒီစစ်စစ်အခြေခံတင်ပေးတာပေါ့နော်အခြေခံတင်ပေးတဲ့သဘောတဘာဝကိုပြောပေးတယ်သူ့ရဲ့စီးမင်းလေးတွေကိုပြောပေးတယ်ကျမတို့ဘာဖြစ်တော့ပြန်ပြီးရနော် advance ဆိုရပါလေပို့ပြီးရနော်အရှိရအောင်ကိုဘာဖြစ်လဲ step study နဲ့လေ့လာဖို့လေတိုက်တွန်းပါတယ် grazie ကျေးဇူးတင်ပါတယ်ရှင်